ဒီအပိုင်းတင်းထဲမှာတော်တော်များများအခုကျွန်တော်ပြထားတဲ့ပုံလေးလိုမျိုးကျွန်တော်လာပြီးတော့ပြပြီးတော့မေးကြတယ်ပေါ့နော်ဒါမှန်တကယ်တော့ပြောရမယ်ဆိုရင်ဒါ pay out ဆက်တယ်ပဲ pay out ဆက်တယ်ပဲနော်ပုံပြောင်းသွားတာပေါ့ပုံပြောင်းသွားတဲ့ပုံစံလိုမျိုးပဲရှိတယ်နော်ဆိုလိုချင်တာကသူက pay out ဆက်တဲ့ကို complete လုပ်ခိုင်းတာပေါ့နော်ကိုဒီမှာဟိုဒီ monetization နဲ့ပတ်သက်တဲ့ tool တစ်ခုခုပေါ့အဲ့ဒီ tool တစ်ခုခုကိုကရထားရဆိုလို့ရှိရင်သူတို့ကလောက်ခိုင်းတယ်တချို့ကြောင့်လည်းမေးတယ်ပေါ့နော်ကျွန်တော်ဒါရေးပေးထားတဲ့စာတွေလည်းရှိတယ်နော်ဘာလဲဆိုတော့ကိုယ့်ရဲ့ပတ်စံနေနော်ဒီ star ပဲဝင်ဘယ်ကပဲဝင်အမှန်တကယ်ကတော့ကျွန်တော် Facebook က monetization လုပ်မယ်ဆိုလို့ရှိရင် content monetization ကနေပြီးတော့ဝင်တာအများဆုံးပေါ့ Facebook ဘက်ကပတ်စံပေးတာလဲအဲ့ဒီရပဲပေးတာလေနော် star တို့ဒီ subscription လို့ဆိုတာကိုယ့်ရဲ့ audience ကိုယ့်ရဲ့ပရိသတ်ပတ်စံပေးမှရတာနော်အခုဒီနေ့ကတော့ဒါဒီအခုပြထားတဲ့ပုံစံလေးပေါ့နော်အဲ့ဒီပုံစံလေးကိုပဲရှင်းပြမှာဖြစ်တယ်နော်ဒါကအရင်တော့ကျွန်တော်တို့ဒီလိုပုံစံပေါ့အဲ့ဒီ set နဲ့အတူတူပဲ pay out set နဲ့အတူတူပဲနော်အတူတူပဲပြောရမယ်ဆိုလို့ရှိရင်တခုသိထားမှာကကိုယ့်ရဲ့ဒီအခုအဲ့ဒီအကောင့်ကိုတွားပြီးတော့နှိမ့်မဲ့အကောင့်ပေါ့နော်ပေးမှာဆိုလို့ရှိရင်လည်းပေးရဲ့ admin ပေါ့အဲ့ဒီ admin တွေကမြန်မာမဖြစ်နေဘူးရေးကြည့်တယ်မြန်မာနိုင်ငံကဆိုရင်နောက်ပြီးတော့ ineligible country ပေါ့မြန်မာနိုင်ငံနဲ့တနိုင်ငံနဲ့ဟို Facebook ကဝင်ငွေရှာခွင့်မပြုထားတာမဟုတ်ဘူးတခြားနိုင်ငံတွေလည်းအများကြီးပါတယ်အများကြီးရှိတယ်เนาะအခုမှ China တို့เนาะအဲ့လိုမျိုးဟို Vietnam တို့အစရှိတဲ့ဖြစ်ပေါ့เนาะအဲ့လိုမျိုးနိုင်ငံတွေဆိုလို့ရှိရင်လည်းမရတဲ့နိုင်ငံတွေအများကြီးပဲရှိတယ်လေအဲ့လိုနိုင်ငံတွေမှာရောက်နေတဲ့ကိုမြန်မာလူမျိုးတွေဆိုလို့ရှိရင်လည်းတူတူပဲเนาะတွားပြီးတော့ဆက်တဲ့မနေနဲ့เนาะအဓိကကိုယ့်ရဲ့ eligible country Facebook ကဝင်ငွေရှာခွင့်ပြုထားတဲ့နိုင်ငံပေါ့အဲ့ဒီနိုင်ငံရဲ့ account နဲ့ပဲ primary location ကိုစစ်ကြည့်လိုက် primary location စစ်ပုံစစ်နည်းကိုလည်းကျွန်တော်ပြပေးထားတာရှိတယ်เนาะကျွန်တော်ဒီနေ့ပြောတာရောပြီးတော့များနေလိမ့်မယ်เนาะများနေလိမ့်မယ်အမှန်တကယ်ကကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်နေကြလူတွေဆိုလို့ရှိရင်သိတယ်เนาะသိတယ်เนาะအဲ့တော့ primary location ကိုရင်စစ်ကြည့်လိုက်လို့အခါကြလို့ရှိရင်အဲ့ဒီမှာကိုယ့်ရဲ့ဒီ location ကFacebook ကခွင့်ပြုထားတဲ့နိုင်ငံပေါ့အဲ့ဒီခွင့်ပြုထားတဲ့နိုင်ငံဆိုလို့ရှိရင်အဲ့ဒီ setup ကိုနှိပ်လို့ရတယ်နောက်တစ်ချက်ကကြတော့အဲ့ဒီ setup ကိုနှိပ်မယ်ဆိုလို့ရှိရင်ကိုယ့်စီမှာကိုကအခုဥမာထိုင်းမှာရောက်နေရဆိုလို့ရှိရင်ထိုင်းနိုင်ငံကအစိုးရကပေးထားတဲ့ work permit card တို့ driving license တို့စရှိတဲ့ဖြစ်ပေါ့เนาะ pin card လို့လည်းရတာပေါ့เนาะအဲ့လိုမျိုးအစရှိတဲ့ဖြစ်ပေါ့အဲ့ဒီ card တွေရှိလားရှိတယ်ဆိုလို့ရှိရင်အဲ့ဒီ ID card ကိုသုံးမယ်အဲ့ဒီ ID card နာမည်နဲ့ဖွင့်ထားတဲ့ဘဏ်ကိုသုံးမယ်เนาะဒါ pay out ဆက်တဲ့ဆိုတာအဲ့ဒါပဲပြောမယ်ဆိုလို့ရှိရင် Facebook ကနေပြီးတော့ပတ်စံထုတ်ဖို့အတွက်ဆက်တဲ့လောက်တာပဲเนาะဒါပါပဲနောက်ထပ်တစ်ချက်ကကျတော့ကျွန်တော်တို့ဒီအဲ့ဒီဆက်တဲ့ကိုသွားပြီးနှိပ်လိုက်ပြီဗျာအခုစီမှာ ID card တွေဘဏ်နေလည်းရှိတယ်ပေါ့နော်ရှိလို့ကိုကဆက်တဲ့ကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ဘယ်လိုဖြစ်မလဲဆိုတော့ကျွန်တော်တို့အခုနောက်ပိုင်း Facebook က$25ပြည့်မှာကိုယ့်ရဲ့ဘဏ်တွေချိန်ခိုင်းတာတို့ touch information တွေဆက်ပြီးတော့ဖြည့်ခိုင်းတာတို့ update ကိုpay out ကို update လုပ်ခိုင်းတာတို့အဲ့အမျိုးတွေရှိတယ်နော်ဒါ region like ကွဲပြားတယ်နော်region တိုင်းဖြစ်နေတော့မဟုတ်ဒါပေမဲ့အများအဖြစ်ကတော့အခုနောက်ပိုင်းကတော့ region အကုန်လုံးလို့အဲ့လိုမျိုးတွေ့ရတယ်ပေါ့နော်တချို့နိုင်ငံတွေမှာတော့မတွေ့ရသေးဘူးဗျာเนาะပြောရမယ်ဆိုရင်အကုန်လုံးတော့မဟုတ်သေးဘူးတချို့တွေကြောင့်လည်းတန်းပြီးတော့ချိန်လို့ရတာရှိတယ်เนาะကိုယ်စီမှာ$25ပြည့်မှသူတို့က update လုပ်ခိုင်းတဲ့ပုံစံလိုမျိုးတွေလည်းအဲ့ဒါတွေကြုံတွေ့ရလိမ့်မယ်เนาะကြောင်မသွားဖို့ကြိုတင်ပြီးတော့ပြောပြတာเนาะဒါပါပဲဗျเนาะမသိတာရှိလို့ရှိရင်လာမေးလို့ရပါတယ်เนาะတင်တန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဆိုလို့ရှိရင်တော့ကျွန်တော်ပြောပြလို့မရဘူးเนาะအဲ့ဒါကြိုပြောပြထားတာနော်ကြိုပြောပြထားတင်တန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဆိုလို့ရှိရင်တော့ကျွန်တော်ပြောပြပေးလို့မရဘူးတခြားတင်တန်းနဲ့ပတ်သက်တဲ့ဟာမဟုတ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်ပြောပြပေးပါတယ်နော်အားလုံးသိမိကြပါစေခင်ဗျ